Hello မင်္ဂလာပါကျွန်မဒီနေ့ဆက်သားကြောက်ခရမ်းကျင်ဒီချက်ကလေးချက်ပြပါမယ်ပေါ့နော်ဒါကတော့ပဝင်ပစ္စည်းလေးပါရှင်ဒီကောင်လေးတွေကတော့ဟုတ်အရှင်ဆုံးအိုးတဲ့ကိုအုပ်ပူလိုက်ဆိုစီလေးထည့်ပါမယ်စီလေးထည့်ပြီးတော့စီလေးဘီနာလေးပါပြီးသွားအောင်လို့ပေါ့နော်အိုးလေးလှုပ်လိုက်ပါမယ်ရှင်ဟုတ်စီလေးပူလာပြီဆိုရင်တော့ကျမတို့ထောင်းထားတဲ့chấtသွန်ပြူးchấtသွန်နီးငယူသည့်အစိမ်းမှုပေါ့နော်အရောင်တင်မုံလေးကိုထည့်လိုက်ပါမယ်ရှင်အထည့်ပြီးစီတက်လိုက်ပါမယ်ပြီးသွားပြီဆိုတော့ကျမတို့စွန်နေမုံလေးအနှဲငယ်ထည့်ပြီးတော့စီလေးပြန်ပြီးထပ်တက်လိုက်ပါမယ်ရှင်ပြီးဆိုရင်တော့ကျမတို့ကြက်သားမုံလေးအနှဲငယ်ထည့်မယ်ပြီးသွားပြီဆိုရင်တော့ကျမတို့ငပြားကြီးလေးအနှဲငယ်လေးပေါက်လိုက်ပါမယ်ရှင်ဆက်လက်ပြီးစီလေးဆက်တက်လိုက်ပါမယ်စီလေးဆက်တက်လိုက်ပါမယ်ရှင်ကျမတို့ဟောပေါ့နော်ထောင်းထားတဲ့ဟာလေးလည်းစီးတက်လိုက်တဲ့ဟာလေးအယောင်လေးတွေပြောင်းလာပြီဆိုရင်တော့ပေါ့နော်ကျမကြိတ်ထားတယ်ပေါ့နော်ခရမ်းညင်သီးလေးပေါ့ကြိတ်ထားတဲ့ခရမ်းညင်သီးလေးကိုထည့်လိုက်ပါမယ်ရှင်ဒီတစ်ခါကျမလှီးပြီးတော့လေနုံလေးမလှီးနိုင်တော့အားနဲ့ကျမလည်းတစ်ခါလေးကြိတ်လိုက်တာပေါ့ကြိတ်ပြီးတော့အဲ့ဒါလေးကိုပေါ့နော်တည်ထားလိုက်ပါမယ်ပြီးရင်တော့အဖုံးလေးခဏအုပ်ထားလိုက်ပါမယ်ရှင်ဒီခင်းညင်သီးလေးဒီလိုအနေထားလေးရောက်ပြီးဆိုရင်တော့ပေါ့နော်ကျမတို့စိတ်သားကြောက်လေးပေါ့စိတ်သားကြောက်လေးကိုထည့်ပြီးတော့ချက်လိုက်ပါမယ်သူ့အရည်နဲ့သူ့နဲ့ပေါ့ကျမရေမထက်တော့ဘာလို့ဆိုခင်းညင်သီးကထွက်တဲ့အရည်လေးနဲ့ပဲလေကျမထပ်ပြီးတော့တည်ထားလိုက်ပါမယ်ဟုတ်ခုလောဆယ်တော့ဒီလိုအနေထားလေးရောက်နေပါပြီရှင်ဒီလိုနေထားလေးရောက်နေပြီဆိုရင်တော့ကျမပေါ့နော်တော့တစိတ်လေးပေါ့တော့တစိတ်မဆလာလေးအုပ်လိုက်ပါမယ်အနည်းငယ်လေးထည့်ပြီးအုပ်လိုက်ပါမယ်ဆလာမွေးပါမယ်ရှင်ဒါဆိုရင်တော့ကြက်ပါပြီအနမ်းရတာနဲ့ပြည့်စုံတဲ့ဆက်သားကြောက်ခရမ်းညင်သီးချက်လေးပေါ့နော်ရရှိပါပြီရှင်နတ်လေးလည်းအရန်မွေးအရန်စားကောင်းပါတယ်ညတည်းကကျမစိတ်သားကြောက်လေးရောပေါ့နော်ရေလေးစိန်ထားဘာလို့နည်းနည်းလေးလေးလို့လေအားကြောင့်ကျေးဇူးတင်ပါတယ်